ရေးဆွဲဖြစ်ခဲ့တဲ့ဒီမာကြီးကင်ဆန်းဝင်းရဲ့ဒီပုံတူလေးပဲဖြစ်ပါတယ်ဒီပုံတူလေးကိုတော့ကျွန်တော်ဗီဒီယိုအစဆုံးမရိုက်လိုက်ရဘူးပေါ့နော်ဒါဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဒီ iMac လေးကအောက်ကိုကျကွဲသွားတယ်ပေါ့နော် screen ကွဲသွားတော့ကျွန်တော်ဒီ record လေးရဲ့iMac ထဲမှာပါသွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီတေးရေးတဲ့အပိုင်းလေးလောက်ပဲကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာဒီတေးရေးရမယ့်အပိုင်းလေးတွေမှာတော့ကျွန်တော်ဒီ electric eraser လေးချိန်မှာတခါလေးကျွန်တော်တို့ဟိုပေါ့ခဲတဲ့အဖြူလေးထည့်တခါကျတော့လေးခဲပြက်လေးနဲ့ပဲဒီတေးအလင်းပေါ့ highlight လေးတွေကိုကျွန်တော်လိုက်ပြီးတော့ကျွန်တော်ထည့်ပေးပါတယ်အမကြီးကိုလည်းပုံလေးပြရတော့သဘောကျတယ်လို့ပြောတော့ကျွန်တော်လည်းဝမ်းသာမိပါတယ်စူးစမ်းပြီးတော့ပုံလေးကိုအကောင်းဆုံးတော့ကျွန်တော်ရေးဆွဲပေးလိုက်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ